အရင်ဘဝကလိုပဲစုံဟေရွှန်ကသူမရဲ့အတွင်းစွမ်းရည်လုံးကိုလိုချင်နေမှမင်းသမီးသိလိုက်ပါတယ်ဒါကြောင့်သူ့ကိုအေးဆက်ဆက်စိုက်ကြည့်လိုက်တဲ့အခါသူမရဲ့ကြီးမားတဲ့ဖီအားတွေအောက်မှာစုံဟေရွှန်ရောဟန်ဆောင်ကောင်းတဲ့ရင့်ငတ်မာလေးရွမ်လျူရင်ပါမျက်နှာပြတ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲနဂါးဧကရစီလွတ်လိုက်တဲ့အနက်ရောင်နဂါးຫນွယ်ဖွားလူနေလေးလူရှင်စီရောက်လာပါတယ်မင်းသမီးကသူ့ကိုပဲခင်မိုးလောင်းအဖြစ်ရွေးချယ်လိုက်တာပါစုံဟေရွှန်ကသူတို့ကိုတားပြီးအစင်းနှိမ့်နဲ့နဂါးငင်နဲ့ဘာပြောစရာရှိလဲလို့မေးတဲ့အခါမင်းသမီးကဂယုမဆိုင်ပဲသူမရဲ့အနာဂတ်ခင်ပွန်းဖြစ်ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်ပြီးတော့နောက်9ရက်နေရင်ကျင်းပမယ်နဂါးစစ်စစ်ဖြစ်လာစီမယ်နဂါးအသွင်ပြောင်းရေကန်စမ်းသပ်မှုအတွက်ပဲပြင်ဆင်ထားဖို့ခနဲ့လိုက်ပါတယ်တကယ်တော့အဲ့ဒီစမ်းသပ်မှုကမိုးကြိုးတန်6ချက်တီတီကိုအသက်လူပြီးခံနိုင်ရရှိမှနဂါးစစ်စစ်ဖြစ်လာမှာပါအရင်ဘဝကစုံဟေရွှန်တယောက်ထိလွယ်လွယ်ကူကူအောင်မြင်ခဲ့တာကလေမင်းသမီးရဲ့စွမ်းအင်လုံးနဲ့အကာအကွယ်ပေးခဲ့လို့သာဖြစ်ပါတယ်ဒါကူသူကတော့သူ့အစွမ်းအစနဲ့သူအောင်မြင်နိုင်တယ်လို့ဘဝင်မြင့်နေစေပါပဲမင်းသမီးကသူမရွေးချယ်လိုက်တဲ့လူရှင်စီကိုသူမရဲ့ဖီးနစ်ခင်ပွန်းလောင်အမှတ်သားကြောက်စင်းဆွဲကြိုးလေးပေးလိုက်ပါတယ်လူရှင်စီကလည်းသူမကိုဘယ်တော့မှတစ္ဆာမဖောက်ပါဘူးဆိုပြီးသူ့ရဲ့မူလဝိညာဉ်နဲ့ကောင်းကင်ဘုံကိုတိုင်တီးပြီးကျင့်ဆိုးလိုက်ပါတယ်မင်းသမီးနန်းဆောင်ကိုပြန်ရောက်တော့စုံဟေရွှန်ကသူမရာစုနေနေချီပြီးအပင်ပန်းခံစိုက်ပျိုးထားတဲ့ဖီးနစ်မျိုးနွယ်တို့ရဲ့အမှတ်တင်ဂီတမူထုံတစ်ပင်ကိုအညူးနဲ့ခုန်လေးပြစ်လိုက်တာတွေ့လိုက်ပါတယ်ရင်းငမာလီလီယိုရင်ကဖီးနစ်ပန်းတွေကိုသဘောကျလို့ဒီနေရာမှာအဲ့ဒီပန်းတွေပဲစိုက်မယ်ဆိုပြီးစုံဟေရွှန်ကအရှက်မရှိပြောလာပါတယ်မင်းသမီးကဒေါသတကြီးနဲ့တောင်ငါနန်းဆောင်ပဲသူနီးစရာလေးတောင်မှမီးမဖန်တီးပေးနိုင်ဘူးလားလို့မေးလိုက်ပါတယ်တကယ်တော့စုံဟေရွှန်ကအင်ရှိစံမဖြစ်သေးလို့ကိုပိုင်နန်းဆောင်မရှိသေးပါဘူးအဆက်ကွဲသွားတဲ့စုံဟေရွှန်ကမင်းသမီးကိုပြန်ချို့ဖို့ကြိုးစားပြီးသူ့စကားနားထောင်ရင်သူ့ကိုပဲအရေးပေးမှဖြစ်ပြီးနှကားမျိုးဆက်လေးမွေးခွင့်ပေးမယ်ဆိုပြီးပြောလာတဲ့အခါမင်းသမီးကငါခင်ပွန်းကဘယ်တော့မှနေဖြစ်လာမှာမဟုတ်ဘူးလို့ယွန်းရှာစွာနဲ့ညင်းလိုက်ပါတယ်9ရက်ကြာလို့ငကားရေကန်စမ်းသပ်မှုစတင်တဲ့အခါလူအများကြီးရောက်လာကြပါတယ်ယူရင်လဲပါလာပါတယ်စုံဟေရွှန်ကလူရှင်းစီရဲ့ခါးမှာချိတ်ထားတဲ့ Phoenix ခင်ပွန်းလောင်းကြောက်စင်းပြားကိုမြင်သွားပြီးတက်ပစ်ချင်းလောက်အောင်ဒေါသထွက်သွားပြီမဲ့ရင့်ငက်မလေးလူရင်ကအတုဖြစ်မှာပါဆိုပြီးဝင်ပြန်ဖြေပေးလိုက်ရပါတယ်စမ်းသပ်မှုစတင်ချိန်မှာတခြားနဂါးတွေကမိုးကြိုးတန်တစ်ချက်နှစ်ချက်လောက်ပဲခံနိုင်ကြပါတယ်စုံဟေရွှန်အလှည့်ရောက်တော့လူရင်ကသူနဲ့အတူရက်တီပေးမယ်ဆိုပြီးသူမရဲ့အတွင်းစွမ်းအင်လုံးကိုအပြင်ထုတ်ပေးလိုက်ပါတယ်စွမ်းအင်လုံးထုတ်ပေးလိုက်လို့လူရင်ရဲ့စပင်းကြီးဖြူသွားပြီးမျက်နှာလေးဖြူရော့သွားပါတယ်စွမ်းအင်နေတဲ့လူရင်ကဒီလိုစွန့်လွတ်လိုက်တာကိုကြည့်ပြီးဘေးကလူတွေကလူရင်ရဲ့အချစ်ကိုချီးကျူးနေကြတယ်လို့မင်းသမီးကလည်းစုံဟေရွှန်ကိုကူညီပေးလိမ့်မယ်လို့ထင်နေကြပါတယ်စုံဟေရွှန်ကလည်းယုံကြည်မှုအပြည့်နဲ့ရီကန်လေးဆင်းသွားပြီးမိုးကြိုးတန်6ချက်လုံးကိုတပြိုင်နက်တည်းခေါ်ယူလိုက်လို့အားလုံးအံ့ဩသွားကြပါတယ်အဲ့ဒီအချိန်မှာမင်းသမီးကတော့အရင်ဘဝကလိုဝင်မကူညီတော့ပဲ EECC ပဲရက်ကြည့်နေလိုက်ပါတယ်။အီယာမမိုးကြိုးကြီးတွေပြစ်ချလာတော့မယ့်အချိန်မှာစုံဟေရွှန်ကမင်းသမီးကိုကြည့်ပြီးယူရှိဘာစုံနေတာလဲငါ့ကိုလာမကူညီတော့ဘူးလား။နင်ငါ့ကိုလက်မထက်ချင်တော့ဘူးလားလို့သူမကူညီပေးမယ်လို့အထင်ကြီးလို့ဆိုတာနဲ့လှမ်းអော်နေပါတော့လေ။ကျမကအေးဆက်ဆက်နဲ့နေရာမာတွေမလုံးမရက်ရက်နေတာကိုမြင်တော့အမြဲတမ်းဂယုမဆိုင်သလိုဒါမှမဟုတ်မာနထောင်လွှားနေတတ်တဲ့သူ့မျက်နှာပေါ်မှာအထိတ်တလန့်ဖြစ်သွားတဲ့အရေးရောင်လေးပေါ်လာခဲ့တယ်။ချန်ရှိဒီလိုအချိန်ကြီးမှနောက်မနေပါနဲ့ဒီကောင်းကင်လျှက်စီကိုချက်တာငါ့ကိုလာမှန်ရင်ငါတကယ်တည်သွားလိမ့်မယ်ငါတည်တာကိုမင်းရက်ရက်ဆက်ဆက်ကြည့်ရလို့လားအရင်ဘဝကသူ့ကိုလက်ထပ်ခဲ့ပြီးနောက်ပိုင်းသူကကျမကိုအမြဲတမ်းအေးဆက်ဆက်ဆက်ဆံခဲ့တာကိုကျမသတိရသွားတယ်အဲ့ဒီတုန်းကတော့ဒါကသူ့ရဲ့မွေးရပါစရိုက်လို့ပဲကျမထင်ခဲ့တာဒါပေမဲ့သူနဲ့ယွန်းလီယိုရင်တို့ခိုးတွေ့နေတာကိုကျမတိတ်တိတ်လေးတွေးလိုက်ရတဲ့အချိန်ထိပဲအဲ့ဒီအချိန်တုန်းကသူ့မျက်လုံးတွေထဲမှာကျင်နာယူရမှုတွေပြည့်နှက်နေခဲ့တယ်ယွန်းလီယိုရင်ရဲ့နီးနေတဲ့လက်လေးကိုသူကကျင်ကျင်နာနာနဲ့ပုတ်တက်ပြီးနေခဲ့တယ် Phoenix မျိုးနွယ်တွေကတကယ်ကိုလွန်လုံးပါတယ်မင်းကရှန်ချန်ရှိရဲ့နေရာကိုအစားထိုးဝင်ယူခဲ့တာကတမင်သက်သက်လုပ်ခဲ့တာမှမဟုတ်တာသူတို့ကဘယ်လိုလုပ်ပြီးမင်းကိုဒီလိုမျိုးအေးဆက်ဆက်လစ်လျူရှူရရတာလဲကျမကစကားတခုမှမဟာပဲကြည်နေခဲ့ရင်ရင်ထဲမှာမကြည်မနှက်ဖြစ်ကရင်ဘတ်အောက်ခြေကနေအေးဆက်တဲ့ခံစားချက်တစ်ခုပြန့်နှံ့လာတယ်လို့ခံစားလိုက်ရတယ်။ယူလီယိုက Phoenix မျိုးနွယ်ရဲ့လျှို့ဝှက်ရတနာကိုလိုချင်မှမောပြီးသူ့ရဲ့အဆင့်အတန်းကိုအသုံးချက Phoenix မျိုးနွယ်ရဲ့2000ချီတက်တန်းရှိတဲ့စီးလုံးကိုလူယူဖို့စူးစမ်းခဲ့တာကြောင့်ဒီလိုအခြေအနေမျိုးကိုရောက်သွားခဲ့ရတာကရှင်းနေတာပဲလေ။သူသာငိုယိုပြီးကျမရဲ့ခမဲတော်နဲ့မေတော်ကိုသူ့ကိုလွတ်ပေးဖို့မတောင်းပန်ခဲ့ဘူးဆိုရင်သူကနတ်မီးလျှံနေချမှာပြာကျသွားခဲ့တာကြာလာပြီ။ဒါကိုစွန်ဟေဟွန်ကတီချဖို့တည်နေခဲ့တာပဲအဲ့ဒီတော့ကသူ့ကိုယ်တိုင်တော့မျက်မှောင်ကျုပ်ပြီးလောဘကြီးလွန်းနေလို့မှတ်ချက်ချခဲ့သေးတာပဲအခုကျတော့သူကကျမကိုတခွန်းချင်းစီအပြစ်လာတင်နေတယ်ကျမကအပြင်ကိုပြေးထွက်သွားပြီးသူနဲ့ရန်တွေးဖို့စဉ်းစားလိုက်ပြီမယ်မထီမပိတ်ဖိုက်ထဲကနေအလုံးအမင်းနာကျင်လာတာကိုခံစားလိုက်ရတယ်ဝမ်ဖိုက်ထဲကနေပြင်းထန်တဲ့နာကျင်မှုကထွက်ပေါ်လာပြီးဖိုက်ထဲမှာမီးတောက်မီးလျံနေလောင်ကျွမ်းနေတယ်လို့ကလီစာတွေကိုဆွဲပြေးခံနေရတယ်လို့ခံစားရတာကျမနာကျင်လို့မြေကြီးပေါ်မှာလူးလိမ့်နေခဲ့ရတာကျမလုံးဝပြိုလေးလို့နေပါဖြစ်နေချိန်မှာလာရောက်လို့ဖြူဖွေးနေတဲ့ငမိုင်းရေခွန်စစ်ဖက်နဲ့တယောက်ကကျမရှိကိုရောက်လာတယ်။ကျမခေါင်းမို့ကြည့်လိုက်တော့စွန်ဟေယွန်ကဓာရှိကလက်ကိုကင်ထားပြီးအီးဆက်ဆက်စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။
ပြင်းထန်တဲ့နာကျင်မှုတွေကြားမှာကျမရဲ့အတွင်းအားကိုလည်းဆုံးရှုံးလိုက်ရတယ်။ဒါကိုတွေးမိလိုက်တိုင်းသူ့ကိုအပိုင်းပိုင်းအဆအဆဆွေးဖြစ်ခြင်းစိတ်တွေကိုမထိန်နိုင်အောင်ဖြစ်ရတယ်